မင်္ဂလာပါကျွန်တော်နာမည်ကတော့စံကြီးဖြစ်ပါတယ်ဒီနေ့ Pro ကို English phrase ပဲတစ်မျိုးမျှဝေပေးမယ်တီးပြီးလာတော့မသိဘူးအဲ့ဒီ phrase ပဲတစ်လုံးက show off သူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်တော့ရောက်ရှိလာသည်ဒါမှမဟုတ်ရင်ပေါ်လာသည်အဓိပ္ပာယ်ကရောက်ရှိလာသည်ဒါမှမဟုတ်ရင်ပေါ်လာသည်ကဲ example လေးနဲ့ကြည့်လိုက်အောင် he show off late to the meeting he showed up late to the meeting သူကစီဝေးကိုနောက်ကျမှရောက်လာနောက်တစ်မျိုးက she always show up on time she always show up on time သူကအရှိမမှန်ရောက်ရှိတယ်အနည်းရောက်ရှိတယ်နောက်တစ်မျိုး the sun show up after the rain the sun show up after the rain နေရာမိုးရွာပြီးတော့မှထွက်လာပေါ်လာတယ်နော် okay phrase က show up okay နောက်နေ့မှာတွေ့ကြတယ် bye bye